ယောဂီတွေတော်တော်များများမှလည်းတချို့ကနမိတ်တွေကပေါ်နေကြတယ်အဲ့ဒီနမိတ်ပေါ်နေတဲ့ယောဂီတွေအတွက်တာဝန်မပေးသေးဘူးဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီနမိတ်နဲ့ပတ်သက်ပြီးတော့တာဝန်မယူခြင်းကြပါနဲ့အောင်တဲ့တမာတိပြတ်သွားမယ်နမိတ်ဘက်ကိုစိတ်ရောက်နေမယ်ဆိုရင်သဘာဝလေအာယုံကိုသိတဲ့စိတ်ကိုတတိထဆုံးရှုံပြီးတမာတိထူထောင်တဲ့လုပ်ငန်းရပ်ကြီးကပျက်စီးသွားလိမ့်မယ်ပြတ်သွားတဲ့ခါကျတော့အဲ့ဒီနမိတ်ကလိုရင်းကိုမရောက်တော့လိုရင်းကိုမရောက်တော့ခါကျတော့ကြာလာတဲ့အခါကျတော့စိတ်ဓာတ်ကကြာလာတတ်တယ်တဲ့နော်ဒါကြောင့်မို့လို့ကမ္မထမ်းဆရာတွေကလည်းပဲဒီနမိတ်တွေပေါ်လာပြီဆိုရင်ကြိုတင်ပြီးသတိပေးရတော့တယ်နမိတ်မပေါ်ခင်လည်းမမျောပါနဲ့တဲ့နောက်ထိုင်နေမှာပေါ်လာတော့လည်းပဲဒါငါလို့မဟုတ်သေးဘူးရှိလဲရှိမရှိလဲနေလှစ်လူရှုပြီးတော့ကိုယ့်ရဲ့ဒုတိယမူလလုပ်ငန်းဖြစ်တဲ့သဘာဝလေအာယုံကိုသိနေသည့်စိတ်ကိုသာစိတ်စဉ်ကိုသာအသိမှတ်ပြုပြီးရိုးရိုးသေးသေးတတိထဆောင်းရှောင်ပြီးတမာတိထူတော်မှာယခုနောက်ပိုင်းကျတော့ပြပြသားသားကိုပြောလိုက်တယ်အဲ့ဒီနမိတ်ကိုလည်းအဓိကမထားနဲ့လေကိုလည်းအဓိကမထားနဲ့အဲ့ဒီလေနဲ့ပတ်သက်ဆက်ဆံနေတဲ့စိတ်ဘာစိတ်လဲလေသိစိတ်သဘာဝလေအာယုံကိုသိနေတဲ့စိတ်ကိုသာအသိမှတ်ပြုပြီးရိုးရိုးသေးသေးတတိထဆောင်းရှောင်ပြီးတမာတိထူတော်မှာပြောတဲ့အတိုင်းလုပ်လိုက်တော့အဲ့ဒီသဘာဝလေဟာအဓိကနေရာမှာပဲရှိအဓိကမထားနဲ့ပြောတဲ့သဘာဝလေအာယုံအဓိကနေရာမှာပဲရှိနေတယ်။ဘာကြောင့်လဲဆိုတော့ဒီလေအာယုံနဲ့ဒီစိတ်ကပတ်သက်နေတယ်ဆက်ဆက်နေတယ်ဒီစိတ်ကလည်းဒီလေအာယုံမှာပဲတည်နေတယ်ဒီလေအာယုံကလည်းစိတ်ဤတည်ရတဲ့စိတ်ဆိုတာလည်းပဲအာယုံကိုသိချင်းရယူခြင်းတဲ့အာယုံရတော့ဒီလေအာယုံနဲ့ပဲကမ္မထံကလေအာယုံဖြစ်သည့်အတွက်ကြောင့်ဒါဒီလေဆိုတဲ့ကမ္မထံသာလင်အကျုံးဝင်တယ်။ကျန်တဲ့သက်ရှိသမကာမဝတ္ထုအစွစွအာယုံနဲ့အာယုံဟောင်းအာယုံသက်တယ်ဒါတွေကအကျုံးမဝင်တော့ဘူးလေ။စတာထွက်တယ်ဟိုကစိတ်ငြိမ်စိတ်အေးအောင်ပြုကျင့်တယ်ဆိုတော့အဲ့ဒီသက်ရှိသမကာမဝတ္ထုအစွစွအာယုံတွေစီကိုစိတ်ရောက်မသွားအောင်မတွေးအောင်တတိထားဆောင်ရှောင်ပြီးတော့နေလိုက်တာတဘာဝလေအာယုံကိုသိတော်လဲပဲတဘာဝလေအာယုံနဲ့စိတ်နဲ့ပတ်သက်သွားပြီလေဆိုတဲ့အာယုံဟာစိတ်ဣတိယစိတ်ဆိုတာဒီလေအာယုံကိုသိချင်းရယူခြင်းဒီလိုမျိုးရှိတော့အဲ့ဒီတော့အဲ့ဒီလေအာယုံကိုသိနေတဲ့စိတ်ကိုပဲအတိမပြုတ်ပြီးရိုးရိုးသေးသေးတတိထားဆုံးရှုံးလိုက်တော့အဲ့ဒီသဘာဝလေဆိုတာအဓိကဖြစ်သွားတယ်အဲ့ဒီအဓိကဖြစ်တာဘာလေလဲဆိုတော့သဘာဝလေမြင်မြင်မိသိတဲ့လေမဟုတ်တော့ဘူးလိုက်ရှာပြီးသိတဲ့လေမဟုတ်တော့ဘူးလုံးရှုပြီးသိတဲ့လေမဟုတ်တော့ဘူးထိအောင်ထင်ရှားအောင်စီမံပြီးပြုလုပ်တဲ့လေလည်းမဟုတ်တော့ဘူးထိမ့်ပြီးရှုသွင်းရှုထုံးလုပ်တဲ့လေလည်းမဟုတ်တော့ဘူးဝင်လေနောက်ထွက်လေနောက်လိုက်တဲ့လေလည်းမဟုတ်တော့ဘူးအဲ့ဒီ6မျိုးဖြင့်စီမံပြီးတော့သိရှိရတဲ့လေအာယုံနဲ့နေထိုင်နေတဲ့ယောဂီတွေဟာမငြိမ်းချမ်းဘူးဒုက္ခဝိဟာရီဒုက္ခဇဝိဟာရောချမ်းချမ်းသာသာမနေထိုင်နိုင်ဘူးချမ်းချမ်းသာသာမနေထိုင်နိုင်တဲ့အတွက်ကြောင့်တမာရီမဖြစ်နိုင်ဘူးဝိသေသတောဒုက္ခပဒဋ္ဌာနောတဲ့ဝိသုဒ္ဓိမေထေကရာမှာပြောနေတာဒီချမ်းချမ်းသာသာနေထိုင်ရခြင်းတည်တဲ့တမာရီဖြစ်ဖို့ရန်အတွက်နီးစွာသောအကြောင်းပဒဋ္ဌာန်ပဲဒါကြောင့်မို့လို့ဒီလမ်းကြောင်းကိုသွားဖို့ရန်အတွက်တတိစိတ်သဘာဝလေးဒါကြောင့်တတိရဲ့လုပ်ငန်းကဘာလဲစိတ်ရဲ့လုပ်ငန်းကဘာလဲဒါကြောင့်တတိဆိုတာအဆောင်ရှောင်တတ်သောသူဒီလိုပဲနားလည်လိုက်ပါဘသူကိုလဲစိတ်ကိုတဲ့စိတ်ဆိုတာအာယုံကိုတည်တော်သူဒီလိုမျိုးလေအာယုံကဘာလို့လဲလေအာယုံဒါကြောင့်သူတို့ကိစ္စသူတို့လုံးနေတာလုတ်ခွင့်ပေးထားတယ်ငါပုဂ္ဂိုလ်တ attva နဲ့တည်းဝင်ပြီးစီမံနေပြီးမြင်ချင်တာလိုက်ရှာလို့ရှုတရားလို့တာဒိမ့်ပြီးရှုသွင်းရှုတော့လို့တာဝင်လေတော့ထွက်လေတော့လိုက်ဒါတွေရှောက်လုံနေတော့မငြိမ်းချမ်းတော့ဘူးမရတော့ဘူးအဲဒီတော့တတိစိတ်သဘာဝလေးအဲဒီတော့နမိတ်ပေါ်တဲ့ယောဂီတွေကအဲ့ဒီနမိတ်တွေကတဖြည်းဖြည်းနဲ့သဘာဝလေအာယုန်တစ်ခုလေးပေါ်သို့စိတ်ကြရောက်တည်ငြိမ်နေတဲ့ဧကဂရသမာဓိ10မိနစ်မှ15မိနစ်20နာရီဝတနာရီ2နာရီဝန်းကျင်စသည်ဖြင့်အဲ့ဒီလိုသမာဓိဖြစ်လာပြီဆိုလို့ရှိရင်မိမိရဲ့နမိတ်ဟာလေအာယုန်နဲ့ဝေးနေရင်လည်းနီးလာမယ်နီးရာနဲ့တွဲလာလိမ့်မယ်တွဲလာတဲ့အချိန်ကမှညတ္တထပရိကမနမိတ်တွဲတာလည်းရှိလိမ့်မယ်ပေါ်လိုက်ပြောက်လိုက်လည်းရှိနေမယ်ဆက်လက်ပြီးတော့မိမိကနေထိုင်သမာဓိထူထောင်ဖြူတဲ့ဘက်ကိုရောက်လာလိမ့်မယ်ဩဃဟနမိတ်တဲ့
အဲ့ဒီဩဃနမိတ်လည်းပဲပေါ်လိုက်ပြောက်လိုက်ပဲဖြစ်နေလိမ့်မယ်အဲ့ဒီတော့ပေါ်လိုက်ပြောက်လိုက်ဖြစ်နေတဲ့ဒီနမိတ်ဖြစ်နေတာလည်းဖြစ်သည့်အတွက်ကြောင့်မလို့မိမိလုပ်ရမယ့်အလုပ်ကတစ်ခုပဲရှိတယ်တဘာဝလေအာယုံကိုသိနေတဲ့စိတ်ကိုပဲရိုးရိုးသေးသေးတတိထားဆောင်ရှောက်ပြီးတမာရီထူထောင်တဲ့အလုပ်ကိုသာရိုးရိုးသေးသေးလုပ်ပါအဲ့ဒီဖြူတဲ့နမိတ်ကပေါ်လိုက်ပြောက်လိုက်ပေါ်လိုက်ပြောက်လိုက်ရနေနောက်ခိုင်ငန့်သွားလိမ့်မယ်လေနဲ့တွဲပြီးတော့လေမှအသွင်ပြောင်းပြီးဖြူတယ်ဖြူတောက်တယ်ဆိုတဲ့နမိတ်တွေဖြစ်လာလိမ့်မယ်အဲ့ဒီဖြူတယ်ဖြူတောက်တဲ့ဘက်ရောက်ပြီဆိုရင်မကြခင်တွဲမှာကြည်တဲ့ဘက်ကိုကူးသွားလိမ့်မယ်အဲ့ဒီကြည်တဲ့နမိတ်ကလည်းပဲပေါ်လိုက်ပြောက်လိုက်ဖြစ်နေအောင်မယ်ပေါ်လိုက်ကြည်တာလေးဖြစ်လိုက်ဖြူတဲ့ဘက်ကိုပြန်ဆင်းသွားလိုက်ကြည်လိုက်ဖြူတဲ့ဘက်ကိုပြန်ဆင်းသွားလိုက်မိမိကတော့လုံးမြဲတိုင်းလောက်အောင်မှာသဘာဝလေအာယုံကိုသိနေတဲ့စိတ်ကိုပဲတတိထားဆောင်ရှောက်ပြီးတမာတိထူထောင်တဲ့အလုပ်ကိုပဲဒါတစ်ခုပဲလုပ်ရမယ်လုံနေရင်နဲ့အဲ့ဒီကြည်တဲ့နမိတ်ဟာကြည်လင်တောက်ပါတဲ့ဘက်ကိုရောက်လာလိမ့်မယ်ကြည်လင်တောက်ပါတဲ့နမိတ်ကလည်းပဲပေါ်လိုက်ဖြူတဲ့ဘက်ကိုရောက်လိုက်ကြည်တောက်တဲ့ဘက်ကိုရောက်လိုက်ကြည်လိုက်ဖြူလိုက်ကြည်တောက်တဲ့ဘက်ကိုရောက်လိုက်ကြည်လိုက်ဖြူလိုက်ဒီလိုမျိုးဖြစ်လာမယ်တဖြည်းဖြည်းနဲ့မိမိကလည်းပဲလမ်းကြောင်းမှန်ကိုသွားနေတယ်ဆိုလို့ရှိရင်တရားထိုင်တာလည်းမပြတ်ဘူးကိစ္စကလည်းမများဘူးဆိုလို့ရှိရင်ကြည်လင်တောက်ပါပြီးတော့ခိုင်ငန်းတဲ့ဘက်ကိုရောက်သွားမယ်တဏှာရင်ဝန်းကျင်တဏှာရင်လောက်ရသွားပြီဆိုလို့ရှိရင်တော့သူပရမေဇံကိုကူးလို့ရသွားပြီပရမေဇံကိုကူးတယ်ဆိုလဲဘယ်လိုစကူးမလဲဆိုတော့အစဉ်တိုင်းပဲအလုပ်ကိုလုပ်ကြရတာပဲခန္ဓာကိုယ်ဖြည့်လျှော်တဲ့လုပ်တွေလုပ်အဲ့ဒီစီကံတိုင်းကြီးပဲသွားအောင်ပါနော်ဖြတ်ပြီးတော့ပြောရမယ်ဆိုရင်အတွေးထင်နာမိတာဘဝင်ကြ၃ခုကင်းပြီးစာထဲမှာပါတယ်နော်အကုန်လုံးဖြည့်ဆွတ်ထားပေးတယ်စာပိုက်9မှာလေအတွေးထင်နာမိတာဘဝင်ကြ၃ခုကင်းပြီးဒါကတော့ပရမဇန်ပိုင်းတက်တဲ့အပိုင်းကြတော့ပရမဇန်ဒုတိယဇန်တတိယဇန်သရုဒ္ဓဇန်ဆိုတဲ့ကူးပုံဆိုတဲ့အဲ့ဒီဘက်ကိုသွားရတော့မယ်အဲ့ဒီစာမျက်နှာတွေသွားရတော့မယ်နော်အဲ့ဒီတော့အတွေးထင်နာမိတာဘဝင်ကြ၃ခုကင်းပြီးတဘာဝလေအာယုန်တစ်ခုဒီပေါ်သို့စိတ်ကြရောက်တည်ငြိမ်နေသည့်ဧကဂတသမာဓိကိုအတွေ့ထိဏမိတာဘဝင်ကြ၃ခုကင်းပြီးတဘာဝလေအာယုန်တစ်ခုဒီပေါ်သို့စိတ်ကြရောက်တည်ငြိမ်နေတဲ့ဧကဂတသမာဓိကိုလေမှအသွင်ပြောင်းပြီးကြည်လင်တောက်ပါတဲ့ပဋိပါကနမိတ်ဖြစ်ပေါ်လာသည့်အထိသမာဓိထူထောင်မှာသမာဓိထူထောင်လိုက်တော့လေမှအသွင်ပြောင်းပြီးကြည်လင်တောက်ပါတဲ့ပဋိပါကနမိတ်ဖြစ်ပေါ်လာသည့်အခါလေဟုသောအမှတ်တင်ညာလေဟုသောလုပ်ငန်းကိုလွှတ်ပြီးလေမှအသွင်ပြောင်းပြီးကြည်လင်တောက်ပါတဲ့ပဋိပါကနမိတ်အာယုံကိုသိနေတဲ့စိတ်အစဉ်ကိုတတိထားဆုံးရှောင်ပြီးပထမဇန်သမာဓိကိုထူထောင်လုပ်ငန်းကတူပဲအခြေခံသမာဓိတုံးကတော့လေသိစိတ်ကိုတတိထားဆုံးရှောင်ပြီးသမာဓိထူထောင်နေအထက်တန်းသမာဓိကြတော့လည်းပဲလေမှအသွင်ပြောင်းပြီးကြည်လင်တောက်ပါတဲ့ပဋိပါကနမိတ်အာယုံကိုသိနေသည့်စိတ်အစဉ်ကိုတတိထားဆုံးရှောင်ပြီးသမာဓိထူထောင်နေလေရဲ့နမိတ်ရဲ့အဲ့ဒီတော့အခြေခံသမာဓိကလေသိစိတ်ကိုတတိထားဆုံးရှောင်ပြီးသမာဓိထူထောင်နေအထက်တန်းသမာဓိကတော့လေမှအသွင်ပြောင်းပြီးကြည်လင်တောက်ပါတဲ့ပဋိပါကနမိတ်အာယုံကိုသိနေတဲ့စိတ်ကိုတတိထားဆုံးရှောင်ပြီးသမာဓိထူထောင်လိုက်တော့အဲ့ဒီနမိတ်မှာဘာဝနာစိတ်ကနေပြီးတော့ပထမဇန်ဆိုင်သွားဒီလိုမျိုးသွားလိုက်တာအဲ့ဇန်သမာဓိတွေကတော့အသုံးတည့်တော့မှာပေါ့ဒါပေမဲ့ဒုတိယဇန်တတိယဇန်သရုဒ္ဓဇန်ထိတော့ဒါသွားရမှာပေါ့လေနော်အဲ့ဒီတော့အဲ့ဒီနမိတ်ကလည်းဘယ်ကလာတာလဲအတ္တသပတ္တသပဲတဲ့လေမှဒါကြောင့်မို့လို့အသုံးနှုံးကသုံးထားတာဘလို့သုံးတာလဲဆိုတော့လေမှအသွင်ပြောင်းပြီးတော့ပြောင်းလဲမှုတစ်ခုဖြစ်သွားတာအဲ့လိုမျိုးမသုံးနာဘူးဆိုရင်ဒီနမိတ်ကဟိုးအပြင်ကလာသလိုလိုဟိုးအဝေးကလာသလိုလိုဒီလိုမျိုးပေါ့ဟုတ်လားဟိုဆရာတော်ကမေတ္တာပို့လို့ရတယ်လို့ဒီဆရာတော်ကမေတ္တာပို့လို့ရတယ်ဒီလိုမျိုးတွေဖြစ်နေမှာမဟုတ်ပါဘူးတဲ့မိမိရဲ့အတ္တတပတ္တတဝန်တတ်တဲ့ထွက်တဲ့ဝင်လေထွက်လေမှာအသွင်ပြောင်းပြီးတော့ဖြစ်ပေါ်လာတာအဲ့ဒီတော့အတုံးနှုံကလေမှအသွင်ပြောင်းပြီးဖြစ်ပေါ်လာတဲ့ပဋိပါကနမိတ်အာယုံနဲ့ဒါပရမေဇံဒါကူးပုံပေါ့နော်အဲ့ဒီပရမေဇံမှာလည်းပဲမိမိကတော့2နာရီ3နာရီ
ဝတိဘောအဋိဌာဏဝတိဝုဋ္ဌာဏဝတိဒီလိုမျိုးသွားရမယ်ဒီတစ်ထိုင်မှာမိမိကဒီစတင်ပြီးတော့ပရမဇန်ကိုတက်လိုက်တဲ့အချိန်ခါမှာကျင်လင်တော့ပါတဲ့နမိတ်ဟာခိုင်ခန့်မှုဘယ်လောက်ရသလဲတဏှာကြီးရတယ်သို့မဟုတ်တဏှာကြီးနဲ့10မိနစ်ရတယ်တဏှာကြီး10မိနစ်အတွင်းမှာလည်းနမိတ်ကခိုင်ခန့်နေသေးတယ်အားရှိနေသေးတယ်ဆိုလို့ရှိရင်အားရှိနေသေးတယ်ဆိုလို့ရှိရင်တော့အားမရှိတော့ဘူးဆိုလို့ရှိရင်တော့ဒါဒီဥစ္စာကဒီနမိတ်ကကြာသွားပြီနမိတ်ကကြာသွားရင်ဘယ်လိုဖြစ်သွားမလဲဆိုဖြူတဲ့ဘက်ကိုရောက်ချင်လည်းရောက်သွားမယ်ကြည်တဲ့ဘက်ကိုလည်းရောက်ချင်ရောက်သွားလိမ့်မယ်အဲ့ဒီတော့ကျင်လင်တော့ပါတဲ့နမိတ်ဟာသူကကြာသွားပြီဆိုလို့ရှိရင်အချိန်ကလည်းရှိသေးတယ်ဆိုရင်အခြေခံတမာတိဖြစ်တဲ့လေအာယုံကိုသိတဲ့စိတ်ကိုပတ္တိထားဆုံးရှောင်တမာတိထူထောင်ပြီးတော့အချိန်ကုန်တဲ့ထိတာနေလိုက်ရတယ်အဲ့ဒီတော့ပြန်လေပြီးတော့ဖြူသွားတာတို့စိမ့်နာတို့နီတာဝါတာတို့မဖြစ်တော့ဘဲနဲ့ကျင်လင်တော့ပါတဲ့ပရိပါကနမိတ်ဟာခိုင်ခန့်ပြီးတော့2 နာရီလောက်ရရှိသွားပြီဆိုရင်ဘဝင်မနောအကြည်သိမ့်စီလို့ရပြီဘဝင်မနောအကြည်ကိုသိမ့်စီတော့မယ်ဆိုရင်လည်းပဲနောက်ထိုင်မှာဒီတိုင်းပဲအာနာပါနကမ္မထံကိုစိတ်ကအတိုင်းသွားပြီးတော့အတွေ့အထိနာမိတ်တာဘဝင်ကြသုံးခုခဲ့ပြီးသဘာဝလေအာယုန်တစ်ခုဒီပေါ်သို့စိတ်ကြရောက်တည်ငြိမ်တဲ့ဧကဂရသမာဓိကိုလေမအသွင်ပြောင်းပြီးကျင်လင်တောက်ပါတဲ့ပရိပါကနမိတ်ဖြစ်ပေါ်လာသည့်ဒီသမာဓိထူထောင်လေမအသွင်ပြောင်းပြီးကျင်လင်တောက်ပါတဲ့ပရိပါကနမိတ်ဖြစ်ပေါ်လာသည့်အခါလေဟုသောအမှတ်တင်ညာလေဟုသောလုပ်ငန်းကိုလွတ်ပြီးလေမအသွင်ပြောင်းပြီးကျင်လင်တောက်ပါတဲ့ပရိပါကနမိတ်အာယုံကိုသိနေတဲ့စိတ်ကိုသာတတိထဆောက်ရှောက်ပြီးတော့သမာဓိထူထောင်ဘာဝနာစိတ်နဲ့သွားတဲ့အခါကျအဋိဌံပြုကြည့်မယ်ဒီပရမေဇံမှာ2 နာရီနေမယ်ရှေးဥပိုင်းက2 နာရီမရသေးရင်လည်း1 နာရီခွဲဆို1 နာရီနဲ့မိနစ်40မိနစ်50မိနစ်60တိုးပြီးတော့ဇံဝင်စား2 နာရီနေမယ်ဆိုပြီးတော့ဒိဋ္ဌံပြေကဒီပရမေဇံမှာနိုးထနိုင်ပါစေအဋိဌာဏဝတိဝဋ္ဌာဏဝတိဒိဋ္ဌံပြုပြီးတော့ဇံဝင်စားဇမနိုးထတဲ့အခါဘဝေမနောကြည်သိမ့်စီရတယ်မနောတွာတာအဲ့ဒီဘဝေမနောကြည်ကဘာမှရှိတာလဲဆိုတော့ရင်ကြိုက်အပေါ်နည်းနည်းလေးတက်ဘယ်ဘက်ကိုနည်းနည်းရွှေ့နှလုံးအိမ်ရှိတယ်အဲ့ဒီနှလုံးအိမ်ရှိရဘက်သို့မိမိရဲ့အသိစိတ်အသိဉာဏ်ကိုပို့ပြီးအဲ့ဒီနှလုံးအိမ်တွင်းမှာရှိတဲ့ဘဝေမနောကြည်ကိုသိဖို့ရန်အတွက်ခိတ္တခဏစောင့်ပါတဲ့သမထဘဝေမနောကြည်နဲ့ဘဝေမနောကြည်သိမ့်စီသမထနှလုံးအိမ်ရှိရဘက်ကိုမိမိရဲ့အသိစိတ်အသိဉာဏ်ကိုပို့ပြီးခိတ္တခဏစောင့်ပါဘယ်လိုရည်ရွယ်ချက်နဲ့စောင့်မှလဲဆိုတော့အဲ့ဒီဘဝေနှလုံးအိမ်တွင်းမှာရှိတဲ့ဘဝေမနောကြည်ကိုသိလို့သိရည်ရွယ်ချက်ဥတည်ချက်ဖြင့်စောင့်ရတယ်ဘဝေမနောကြည်ကဘယ်လိုမျိုးလဲတွေးခေါ်ပြီးတော့လည်းမယူရဘူးသူတစ်ပါးကိုလည်းမမေးရအောင်မိမိရဲ့ကိုယ်ပိုင်အသိဉာဏ်နဲ့ထင်ဖို့ရန်အတွက်သူတစ်ပါးကိုလည်းမမေးရဘူးပုံလည်းမဖော်ရအောင်အဲဇမထရဏဘဝေမနောကြည်သိဖို့ရန်အတွက်နှလုံးအိမ်ရှိရာဘက်ကိုမိမိရဲ့အသိစိတ်အသိဉာဏ်ကိုပို့ပြီးတော့ခိတ္တစောင့်လိုက်ပါစက္ကန့်20 30လောက်စောင့်လိုက်သူ့ဟာသူမိမိရဲ့နမိတ်ကအားကောင်းနေတယ်ဆိုလို့ရှိရင်တော့ချက်ချင်းအဲ့ဒီနှလုံးအိမ်တွင်မှာကြည်လင်တော့ပါတဲ့ဘဝေမနောကြည်ထင်နေလိမ့်မည်မထင်ဘူးဆိုရင်လည်းနောက်နေ့တွေကြာလို့ရှိရင်လေ့ကျင့်လိုက်လို့ရှိရင်2 ထိုင် 3 ထိုင်လောက်မှအဲ့ဒီဘဝေမနောကြည်တွေ့ပါပြီအဲ့ဒီဘဝေမနောကြည်တွေ့ပြီဆိုလို့ရှိရင်လည်းဇာယင်္ဂါတွေဆင်ကျင်လို့ရပါပြီအဲ့ဒီဇာယင်္ဂါတွေကတော့ဝိတ္တဝိသရာပိရိဒုက္ခဧကဂရတွေပဲအဲ့ဒီဇာယင်္ဂါဆင်ကျင်ပုံတွေကိုတော့နောက်နေ့ကြမှာပဲပြောကြရအောင်ပေါ့နော်